ဒီဇလန်လေးတွေကကောင်လေးမှာထူးဆန်းတဲ့စွမ်းအားတစ်ခုရှိတယ်။အဲ့ဒါကတော့သူ့ကိုကြည့်လိုက်တဲ့သူတိုင်းတရက်တိတိကြောက်ရွံ့ဖြစ်သွားတာပါပဲ။တနေ့မှာသူ့တငယ်ချင်းကသူ့မျက်မှန်ကိုအယုံမျက်မှန်နဲ့လဲသွားလို့သူပြန်သွားယူခဲ့ရတယ်။ဒါပေမဲ့သူ့စွမ်းအားကိုသူကိုယ်တိုင်မေ့သွားပြီးကြောင်းကလူတွေကိုလိုက်ကြည့်မိတော့တာပေါ့။သူ့ကိုကာကွယ်ဖို့ဆိုပြီးကြောက်ရွံ့ပြပွဲလှုပ်ထားတယ်လို့ဟန်ဆောင်ကမထီရလို့စာကတ်ထားလိုက်ရတယ်။အဲ့ဒီနောက်မျက်စိမိတ်ပြီးလမ်းလျှောက်လာရင်လှေကားထောက်မှာကောင်မလေးနှစ်ယောက်နဲ့ဆုံရောသူတို့ကိုပါစာတင်ခန်းနဲ့ရွှေ့ထားလိုက်ရပြန်တယ်။ကြည့်လိုက်မိသမျှလူတိုင်းကြောက်ရွံ့ဖြစ်သွားတော့နောက်ဆုံးစာတင်ခန်းတစ်ခုလုံးကြောက်ရွံ့တွေနဲ့ပြည့်သွားပါတော့တယ်။အခြေအနေမကောင်းတော့လို့သူလည်းပစ္စည်းတွေထားတဲ့အခန်းထဲပုံနေလိုက်တယ်။အဲ့ဒီမှာကျောင်းရဲ့အလှဆုံးကောင်မလေးကသူ့ကိုလာတွေ့တယ်။ကောင်မလေးကသူ့ကိုသဘောကျနေလို့တမင်တက်တက်နှစ်ယောက်ထဲနေရအောင်လာလုပ်တာပါ။ကောင်လေးကလည်းစိတ်လှုပ်ရှားသွားပေမဲ့သူ့စွမ်းအားကိုမထိန်နိုင်ဘူးလေ။ဒါနဲ့မျက်စိစုံမိတ်ပြီးကောင်မလေးကိုမြန်မြန်ထွက်သွားဖို့ပြောလိုက်ရတယ်။အဲ့ဒီနောက်ပတင်းပေါက်ကနေမျက်မှန်တက်ထားတဲ့ကျောင်းသားတစ်ယောက်ကိုလှမ်းကြည့်ပြီးကြောက်ရွံ့ဖြစ်သွားအောင်လုပ်လိုက်တယ်။ပြီးမှအဲ့ဒီမျက်မှန်ကိုတွားယူသူ့ရဲ့တယ်လီပို့စွမ်းအားကိုသုံးပြီးအိမ်မှာကြံခဲ့တဲ့သူ့ရဲ့မျက်မှန်အစစ်နဲ့လှမ်းပြီးလဲပစ်လိုက်တယ်။အခုမှပဲသူ့စွမ်းအားကြောင့်သူများတွေဒုက္ခမရောက်နိုင်တော့ဘူးလေတိတ်မကြခင်မှာပဲနေရံမှာကတ်ထားတဲ့မော်ပြပွဲပိုစတာတစ်ခုကိုမြင်ပြီးသူလည်းကစားကွင်းဘက်ထွက်လာခဲ့တယ်။အဲ့ဒီမှာမော်ဆရာတယောက်ကိုကြိုးတွေတုပ်ပြီးတန်တစ်တာထဲထည့်နေတာကိုတွေ့လိုက်ရတယ်။ကောင်လေးကတကယ်အနေနဲ့ကြားရောက်နေတယ်ထင်ပြီးကဲဖို့ဆိုပြီးတစ်တာထဲကိုတယ်လီပို့လုပ်ပြီးဝင်သွားလိုက်တယ်။ဒါပေမဲ့တစ်တာထဲမှာကရေဒီယိုတစ်လုံးပဲရှိနေတာပါ။ပြဿနာကသူ့ရဲ့တယ်လီပို့စွမ်းအားက9မိနစ်နေမှတစ်ခါပြန်သုံးလို့ရတာလေ။အပြင်ဘက်မှာတော့မော်ဆရာကတစ်တာထဲကိုဓားတွေနဲ့စပြီးထိုးသွင်းနေပြီ။ကန်ကောင်းချင်တော့ကောင်လေးကသူ့ရဲ့နောက်ထပ်စွမ်းအားတစ်ခုနဲ့တန်ကြိုးတွေဖန်တီးပြီးဓားတွေကိုရှောင်နိုင်ခဲ့တယ်။အဲ့ဒီနောက်မော်ဆရာရဲ့လက်ထောက်ကတစ်တာကြီးကိုလေပေါ်ဆွဲတင်လိုက်တယ်